Good morning မြန်မာပြည်သူတွေတည်တဲ့အကြောင်းအရာတွေဒီပေါ့နော်ပြည်ပနိုင်ငံတွေမှာတွားရောက်အလုပ်လုပ်ကင်ကြတဲ့သူတွေကလည်းများတယ်ဒီထဲမှာဖြစ်ပျက်နေတဲ့မြန်မာသတင်းတွေနဲ့ဟုတ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဆက်သွယ်ရေးကဏ္ဍနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကိုပြည်သက်တွေကိုသတင်းပေးတင်ဆက်ချင်တာဖြစ်ပါတယ်ဒီပေါ့နော်ပြူမျိုးဟောင်းတို့ဒီရှေးဟောင်းမျိုးဟောင်းတို့ယူဆရတဲ့ဒီအယိုးအိုးတွေကိုဒါရှာဖွေတွေ့ရှိရဲဆိုတဲ့အကြောင်းတင်ဆက်ပေးမှာပါစိတ်ဝင်စားစရာနိုင်ငံတကာသတင်းတွေဒီနိုင်ငံတကာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးမလားပေါ့နော်အကြောင်းအရာမျိုးစုံကိုရှုထောင့်ပေါင်းစုံကနေတင်ဆက်ပေးသွားမယ် Good morning မြန်မာ Good morning မြန်မာအစီအစဉ်ကိုဘဲမှမသွားပဲထိုင်ဆောင်ပြီးတော့ဆုံးကြည့်ပါလို့ပြောချင်ပါတယ်